နက်သီးစက်ရုံနဲ့မောင်တင်ကလေးတို့ရေတခါတုန်းကညီကြီးတူးစောရတာကိုကြိုက်တဲ့မောင်တင်ဆိုတဲ့ကောင်းလေးတစ်ယောက်ရှိတယ်တဲ့သူကနေတိုင်းတငယ်ချင်းတွေနဲ့ရွာထိပ်ကဘောလုံးကွင်းကိုတွားပြီးညီကြီးတွေတူတူစောလေးရှိတယ်တဲ့မောင်တင်တို့ရွာမှာမီးမုတ်တက်တဲ့အေးရမငှက်ကြီးတစ်ကောင်တောင်းကျမ်းလို့လူကြီးတွေကကလေးတွေကိုအိမ်နဲ့ဝဝေးမှမစော့ခိုင်းကြဘူးတဲ့မောင်တင်ရွာထိပ်ကိုထွက်သွားတိုင်းဦးဦးနဲ့တော်တော်ကမောင်တင်ကိုအမြဲလိုက်ရှာပြီးအိမ်သားကမြေကွက်လက်မှာပဲစော့ခိုင်းတော့မောင်တင်တိတ်ဆိတ်ညစ်တာပေါ့ဒါကြောင့်ဦးဦးနဲ့တော်တော်အလစ်မှာဘောလုံးကွင်းစီပြန်ပြီးခိုးထွက်လာခဲ့တယ်ဒါကိုဦးဦးကတီးသွားတော့မောင်တင်ကိုစိတ်ဆိုးပြီးပြောစကားနားမထောင်တဲ့ကလေးမနေ့ပြန်တရက်ကိုရှန်တဲကအပြင်ထွက်မစော့ရဘူးလို့စူးလိုက်တယ်တဲ့မောင်တင်လည်းအယံဝမ်းနေပြီးငိုတော့တာပေါ့ဦးဦးကိုစိတ်လဲဆိုးပြီးအိပ်ပျော်သွားတယ်အိမ်မက်ထဲမှာထုံးစံအတိုင်းပဲနနက်သီးဆက်ရုပ်ရောက်လာတယ်မောင်တင်လည်းနနက်သီးဆက်ရုပ်ကိုခေါ်ပြီးတငယ်ချင်းတွေရှိတဲ့ရွာတိတ်ကဘောလုံးကွင်းထဲမှာသွားဆော့တာပေါ့ညီကြီးတွေကိုအားရပါရတူးနေတော့ကောင်းကင်ကြီးမောင်သွားတာကိုသတိထားမိလိုက်တယ်မော်ကြီးတော့ကောင်းကင်မှာအေးရမငှက်ကြီးကိုတွေ့တာနဲ့မောင်တင်နဲ့တငယ်ချင်းတွေလန့်ပြီးပြေးမလို့လုပ်ပေမဲ့မမီတော့ဘူးတဲ့ငှက်ကြီးကမီးနဲ့လိုက်မှုံရင်းမောင်တင်ကိုသူ့ရှစ်တောက်နဲ့တုတ်ရှိဖို့လုပ်တယ်တဲ့အဲ့ဒီအချိန်မှာနနက်သီးဆက်ရုပ်ကလေးကမောင်တင်ကိုငှက်ကြီးတုတ်ရှိမသွားအောင်ရှီပြီးပြေးတယ်မောင်တင်ရဲ့အိမ်ရှိကိုရောက်တော့မောင်တင်ကိုမြေကြီးပေါ်ရှာပေးပြီးမောင်တင်ရေဦးဦးနဲ့တော်တော်ကမောင်တင်ကိုအနေအများတဲ့နေရာမှာမြေကြီးတူးပြီးမစော့ခိုင်းတာအဲ့ဒါကြောင့်ဆိုတာသိပြီလားအိမ်သားမှာစော့တာကအနေရကင်းတာမို့မောင်တင်ရောတခြားတငယ်ချင်းတွေရောအိမ်သားနီးတဲ့အနေရကင်းတဲ့နေရာမှာပဲစော့တင်တယ်လို့ပြောတယ်မနက်အေးရကနိုးတဲ့အချိန်မှာတော့မောင်တင်လည်းဦးဦးနဲ့တော်တော်ခွင့်မပြုတဲ့နေရာတွေကိုသွားမစော့ပဲတငယ်ချင်းတွေကိုခေါ်ပြီးအိမ်သားမှာပဲစော့တော့မယ်လို့ဦးဦးနဲ့တော်တော်ကိုကတိပေးလိုက်တယ်ဦးဦးကလည်းမောင်တင်ကိုမနေ့ကစူးမိတာကိုတောင်းမယ်နဲ့တငယ်ချင်းတွေခေါ်လာပြီးစော့ရင်အိမ်ကောင်းရမင်္ဂလာပင်ကအသီးတွေခူးကျွေးမယ်လို့ပြောတယ်ကဲအခုတော့ဦးဦးနဲ့တော်တော်ရဲ့အိမ်သားမှာမောင်တင်နဲ့တငယ်ချင်းတွေမြေကြီးတူးဆော့လို့ကျင်းတွေရှိုင်တွေအပြည့်ဖြစ်နေတယ်တဲ့ဒါပေမဲ့လူကြီးတွေကတော့သူတို့ကလေးတွေဝေးမသွားပဲအိမ်သားတင်စော့ကြလို့စိတ်အေးလက်အေးဖြစ်နေကြတာပေါ့